မလေးနာနေမကောင်းလို့စိတ်ယုံလာတတ်ပါတယ်ဆိုမှဒါနဲ့လေကျမယောဂပျောက်မှလာခုနလာတော့ပြပြီးသားလေနှုတ်မကြည့်ထားဘူးလားမင်္ဂလာပါရှင်ကျမတတိယနေ့ဆေးချောင်းသူပါခုအမရဲ့ယောဂရာဇဝင်နဲ့ပတ်သက်ပြီးမေးမြန်းချင်တာလေးရှိလို့ခွင့်ပြုပေးပါအောင်နော်အော်ဟုတ်ကဲ့ရပါတယ်ဆရာမမေးပါရှင်အမဘာယောဂခံစားလို့ဆေးရုံလာပြဖြစ်တာလဲရှင်ကျမချောင်းဆိုးလို့ပါဆရာမချောင်းဆိုးရဆိုလို့ရှင်တလေရောထွက်လာရှင်ဟုတ်ကဲ့တခါတလေတော့တလေထွက်ပါတယ်အမဘာယောဂခံစားလို့ဆေးရုံလာပြဖြစ်တာလဲရှင်ချောင်းဆိုးလို့လာပြဆရာမလေးချောင်းဆိုးရဆိုတာလေခုနေ့ကလည်းဘာမှအချုံမစားဘဲနဲ့တော့သူဒီတိုင်းကိုချောင်းဆိုးလာဆရာမရဲ့အဲ့ဒါဘာလို့မှမသိလို့လေဆေးကလာပြလိုက်တာချောင်းဆိုးရဆိုလို့ရှင်တလေရောထွက်လာရှင်တလေကလေပထမဆုံးရက်တုန်းကထွက်တယ်တိလားဒါပေမဲ့နောက်ရက်ကျတော့လေမထွက်တော့ပြန်နောက်နေ့လေကျတော့ပြန်ထွက်လာပြန်တိလားတခါလေကျလို့ရှင်အဲ့လိုတလေထွက်ပြီးချောင်းဆိုးလာရောမမီတော့ပါဆရာမလေးရဲ့ရပါတယ်။အမဘာယောဂခံစားလို့ဆေးရုံလာပြဖြစ်တာလဲရှင်။ချောင်းဆိုးလို့ချောင်းဆိုးတော့ချောင်းကြောက်ဆိုတာလားတလိမ့်ထွက်ပြီဆိုတာလားမသိဘူးရှင်။တလိကထွက်တဲ့ရက်လည်းထွက်တယ်။ထွက်တဲ့ရက်လည်းမထွက်ဘူး။တလိကထွက်လာမထွက်လာမပြောတတ်ဘူး။ဒါနဲ့လေကျမယောဂပျောက်မှလာရင်။အမရဲ့ကျမတို့အခုမှတတိယနေ့ဆေးကြောင်းတူလေ။အမဘာယောဂဖြစ်လဲဆိုတာအတွက်ကိုမိကုန်းလေးလာမေးတယ်အမကတေချာဖြေပြီးတော့မှကျမတို့ဘာယောဂဖြစ်နေရလဲဆိုတော့ပြန်ပြောပြပေးလို့ရမှာပေါ့အဲ့တော့မှဒီယောဂကူကပျောက်နိုင်လားမပျောက်နိုင်လားဆိုတော့ကျမတို့ပြပြပေးလို့ရမှာပေါ့အမရဲ့မဖြစ်နိုင်ပါဆရာမလေးမရမောနေလို့လေတခြားလူပဲသွားမေးလိုက်ပါနော်မေအမဘာယောဂခံစားလို့ဆေးရုံလာပြဖြစ်တာလဲရှင်ချောင်းဆိုးလို့လာပြချောင်းဆိုးရဆိုလို့ရှင်တလေရောထွက်လာရှင်တီးဦးလေတလေကထွက်ရင်လည်းထွက်မှာတလိပမာဏပုံမှန်ပဲလားတီးဦးလေထွက်တဲ့ရထွက်တာပေါ့အဲ့ဒီခဏလောက်ပြလို့ရမှာခုနလာတော့ပြပြီးသားလေနှုတ်မကြည့်ထားဘူးလားမလေးနာနေမကောင်းလို့စိတ်ယုံလာတတ်ပါတယ်ဆိုမှသူတို့ကြီးပဲလလဆန်းနေတာပဲအေး